ဆုံးများဖြစ်လာပြီလားမသိငိုပါနဲ့မောင်မျက်နှာခပ်ပွားပွားထိကက်လာပြီညရဲ့တုပ်ပေးလိုက်တဲ့မမရဲ့လက်လေးတွေကမမခံစားရတာကြာပြီဖြစ်တဲ့အနှွေးတက်လေးကိုတည်ဆောင်လာပြီးတယ်တကယ်ကိုရင်ကွဲလို့မတက်ပါဘူးမမရဲ့လို့ထွက်မလာအောင်ထိရသည်မှာမောက်တော့မလွယ်ဘူးခဲ့ကျွန်တော်ရုပ်ပြက်စင်းပြက်တော်ဝင်နေတဲ့မောက်လက်ကိုဖွားဖွားဆုပ်ခိုင်းလိုက်တဲ့မမမင်းခွလွတ်ပါတယ်တဲ့လေဒါပေမဲ့မောင်ခွလွတ်တာကိုလိုချင်ခဲ့တာမဟုတ်ပဲဒါမှမဟုတ်လိုချင်နေခဲ့တာလားမဝေခွင့်မရမောင်ကမမကိုစိုက်